ကိုစစ်သားတွေကိုကိုပြန်တက်နေရတော့တဲ့ရုရှားစစ်တပ်ရုရှားတပ်ဖွဲ့ဝင်တွေအတွက်ကတော့မျောလင်းချက်အားလုံးကပျောက်ဆုံးသွားပါပြီလို့ဆိုရမယ့်အခြေအနေတစ်ခုပါပဲဒီသတင်းစကားကယူကရိန်းနိုင်ငံဆူမီပြည်နယ်ယူနိုက်တက်ကဆိုတဲ့နေရာလေးမှာယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံနေရတဲ့ရုရှားစစ်သားတွေစီကနေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့အဲ့ဒီရုရှားစစ်သားတွေကအစာရည်စာငတ်မွတ်နေကြတာဖြစ်ပြီးတော့သူတို့ရဲ့ရိတ်ခါတွေနဲ့လက်နက်ခဲယမ်းတွေအားလုံးကကုန်ခန်းလို့နှီးပါဖြစ်နေတာပါယူကရိန်းရဲ့အဆက်မပြတ် PRP တိုက်ခိုက်မှုတွေကနေသူတို့ကိုကယ်တင်နိုင်မဲ့ဘလို့အကူအညီမျိုးမှလည်းရောက်ရှိလာနိုင်တော့မဲ့အခြေအနေကလည်းရှိမနေပြန်ပါဘူး။ဘိုဆိုရတစ်ခုကတော့ရုရှားကောင်းဆောင်ဗလာဒီမာပူတင်ကလည်းလုံးဝကိုမှဂူးမဆိုင်ပါဘူး။ဆူမီမှာဝိုင်းရန်ခံနေရတဲ့သူ့ရဲ့စစ်သားတွေကိုကယ်တင်ဖို့အတွက်ဘာမှလှုပ်ဆောင်မဲ့အစားပူတင်ကတော့သူ့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့တွေကိုစွန့်ပစ်လိုက်ပြီးလည်းဖြစ်ပါတယ်။ဒီလိုဆိုရတဲ့အခြေအနေကအော်တိုဘာလ12ရက်နေ့ကယူရိုမီယန်ပရက်စ်ဒင့်စာဌာနကနေထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်စောင်ရသိရှိခဲ့ရတာပါ။အဲ့ဒီအစီရင်ခံစာထဲမှာယူနိုက်တက်ကမှာဘာတွေဖြစ်ပျက်နေတယ်။ပြီးတော့ပူတင်နဲ့တကွာရုရှားစစ်တပ်ရဲ့ထိပ်တန်းရာရှိကြီးတွေကဒီရဲ့ဖြစ်ဆိုးကိုတားဆီးဖို့အတွက်ဘာတစ်ခုမှကိုလှုပ်ဆောင်မှုမရှိဘဲနဲ့ဘလို့လက်ပိုက်ကြည့်နေတယ်လဲဆိုတာတွေကိုအသေးစိတ်ဖော်ပြထားခဲ့တာဖြစ်ပါတယ်။သတင်းဌာနရဲ့ဖော်ပြချက်အရယူကရိန်းကတော့နွေရာသီစာကလေးကနေဆူမီပြည်နယ်အတွင်းမှာဂျာကန်နေမီတစ်ခုကိုဖန်တီးဖို့ကြိုးစားနေတဲ့ရုရှားတပ်ဖွဲ့ဝင်တွေကိုရင်ဆိုင်ဖို့အတွက်လိမ်မာပါနေတဲ့နီးပြူအတစ်ခုကိုတီထွင်ခဲ့တာပဲဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့ဝင်တွေကိုဓာတ်ရိုက်ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးတော့အင်အားမဖြုံးတိပဲနဲ့ယူကရိန်းကမိချင်းများလို့ခေါ်တဲ့တပ်ကွင်းနေမြေတွေကိုဖန်တီးနေကြတာဖြစ်ပါတယ်။ယူနိုက်တက်ကလည်းအခုဆိုရင်တော့အဲ့ဒီလိုမိချင်းနေတဲ့ကနေနောက်ထပ်တစ်ခုကဖြစ်လာခဲ့ရတာပါ။ယူကရိန်းတပ်ဖွဲ့ဝင်တွေကအဲ့ဒီရွာလေးတွေကရုရှားစစ်သားတွေကိုလေးဘက်လေးလံကနေဝိုင်းဝန်းပိတ်ဆို့ထားလိုက်လို့ပဲဖြစ်ပါတယ်။ရွာကိုဝိုင်းရံပြီးတာနဲ့ယူကရိန်းကဝင်ရောက်တိုက်ခိုက်လာလိမ့်မယ်လို့ထင်စရာရှိတယ်ဆိုပေမဲ့ယူကရိန်းကတော့အဲ့ဒီလိုမလုပ်ခဲ့ပါဘူး။အဲ့ဒီစားယူကရိန်းကယူနိုက်တက်ကာတွေကိုဝင်သွားလာနိုင်တဲ့ထောက်ပံ့လမ်းကြောင်းအားလုံးကိုဖျက်တောက်လိုက်ပါတယ်။ဒါယူရှိကစားကွက်တစ်ခုကိုကစားနေတာဖြစ်ပြီးတော့ရုရှားကတော့သူတို့ကိုယ်တိုင်ရွာတွေကိုဆေလွတ်လိုက်တဲ့စစ်သားတွေကိုကယ်တင်ဖို့အတွက်ဘာမှလုပ်လို့မရတော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိစေခဲ့တာပါ။ယူကရိန်းရဲ့နီးပြူကတော့ဝိုင်းရံခံထားရတဲ့ရုရှားစစ်သားတွေကိုစိတ်တပိုင်းရချွတ်ချုံကြားသွားအောင်လုပ်တဲ့နည်းလမ်းနဲ့တဖြည်းဖြည်းဖြိုခွင်းနေကြတာဖြစ်ပါတယ်။ဒီနီးပြူရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေကြောင့်မလို့ရုရှားစစ်သားတွေကလက်နက်ချဖို့ကြိုးစားတဲ့သူတို့ရဲ့ရဲဘော်ရဲဘက်တွေကမှသူတို့ကိုယ်တိုင်ပြန်လဲတက်ဖြတ်နေကြတဲ့အထိကမှအခြေအနေတွေကဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ယူကရိန်းကတော့အလုံးကမှရိုးရှင်းပြီးထိရောက်တဲ့နီးပြူကိုအသုံးပြုနေပါတယ်။ဒီနီးပြူကတော့ရုရှားထောက်ပံ့လမ်းကြောင်းတွေကိုဖျက်တောက်တာယူနိုက်တက်ကာတွေကရုရှားစစ်သားတွေကိုတီးခြားခွဲထုတ်ပြီးအငတ်ထားတာအဲ့ဒီနေရာကိုကေစီသို့မဟုတ်တပ်ဖွဲ့ဝင်ပြောင်းလဲလုပ်ဖို့လုံးဝမဖြစ်နိုင်တဲ့တပ်ကွင်းတစ်ခုဖြစ်ပြောင်းလဲလိုက်တယ်ဆိုတာပါပဲဒါပေမဲ့လည်းယူနိုက်တက်ကာကတပ်ကွင်းထဲမှာပိတ်ဆို့နေတဲ့ရုရှားတပ်မှုတွေဟာသူတို့ရဲ့စစ်သားတွေကိုလက်နက်ချခွင့်ပေးမှာမဟုတ်ဘဲနဲ့အသေးခံတိုက်ဖို့ပဲအမိန့်ပေးထားတာဖြစ်ပါတယ်အဲ့ဒီအမိန့်ကြောင့်မလို့ပဲစစ်သားတွေကစိုးရွားစွာနဲ့တေဆုံးနေကြရတာပါရုရှားရဲ့ထောက်ပံ့လမ်းကြောင်းတွေကိုဖျက်တောက်တာကယူကရိန်းရဲ့အောင်မြင်တဲ့နီးပြူတစ်ခုလည်းဖြစ်လာနေကြတာပါ။ဥပမာအဖြစ်ဆိုရင်တော့ယူကရိန်းကရုရှားဗိုလ်ကြီးအီဆိုဒူလာပါချက်ကိုတဲလာတဲ့ရင်နှန်းတွေကိုခြုံခုံတိုက်ခိုက်ခဲ့တယ်လို့ယူနိုက်တက်ကာနီကတရားဒဇင်းကိုလည်းဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။ဒီလိုစနစ်တကျထောက်ပံ့လမ်းကြောင်းစီးပစ်တာကယူနိုက်တက်ကာတွေကရုရှားစစ်သားတွေတေချာဖို့အတွက်ရတရပတ်ပေါင်းများစွာကြိုးစားလှုပ်ဆောင်နေတဲ့ရလက်တစ်ခုဖြစ်ပြီးတော့အခုတော့သူတို့ကအဲ့ဒီရဲ့စိုးကျိုးနေကြဖြစ်ပါတယ်။ယူကရိန်းကတော့ယူနိုက်တက်ကပတ်လည်မှာဒရုန်းတွေကိုအသုံးပြုတဲ့တပ်ကွင်းပုံစံငယ်တစ်ခုကိုဖန်တီးထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတပ်ကွင်းရဲ့အဓိကရွေးချက်ကပိတ်မိနေတဲ့ရုရှားစစ်သားတွေကလုံးဝထွက်ပြေးမလို့မြောက်နိုင်အောင်တားဆီးဖို့ပဲဖြစ်ပါတယ်။ယူကရိန်းကတော့သူတို့ရဲ့ရွာနေရာနေနိုင်တဲ့ပွဲမျိုးကိုတိုက်အဲ့သူတို့ကရုရှားတပ်မှုတွေရဲ့နေမြေတလက်မကိုမှလက်မလွတ်လို့တဲ့စိတ်တက်ကိုအသုံးချနေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့အဖြေကတော့ရှင်းပါတယ်။ယူကရိန်းရဲ့ drone တွေကြောင့်မလို့သူတို့ထွက်သွားလို့မရတယ်လို့ထောက်ပံ့လမ်းကြောင်းတွေဖျက်တောက်ခံထားရတဲ့အတွက်ယူကရိန်းကတိုက်ခိုက်ဖို့တော့မလိုတော့ပါဘူး။ယူကရိန်းလောက်ရမာရီကအချိန်ဆောင်ပြီးတော့ချိန်မုံရုံပဲဖြစ်ပါတယ်။ဒါမှမဟုတ်ပို့ပြီးတော့တိတိကျကျပြောရမယ်ဆိုရင်တော့အဲ့ဒီရဲ့တိမ်ပိုင်းမှုတွေကလက်နက်ချတာဒါမှမဟုတ်ဒေဆုံးနာကလွဲပြီးတော့တခြားရွေးချယ်စရာမရှိတော့တဲ့အထိကမှအငတ်ထားရုံပဲဖြစ်ပါတယ်။ယူကရိန်းကတော့ယူနိုက်တက်ကမှာစစ်သားရွေးတောက်ကလေးရင်တော့အခြားနေရာတိုင်းမှာအာသာနေတယ်ဆိုတာကိုကောင်းကောင်းသိပါတယ်။ရုရှားတွေကထိုးဖောက်ထွက်ဖို့ကြိုးစားခဲ့တာတွေကိုလည်းယူကရိန်းကချေမှုန်းပစ်ခဲ့တာဖြစ်ပါတယ်။အခုတော့ရုရှားစစ်သားတွေကသူတို့တစ်ချိန်ကဂုံယူစွာနဲ့သိမ်းပိုက်နိုင်ခဲ့တဲ့ရွာလေးတွေမှာအကျဉ်းသားတွေဖြစ်ထိမ့်သိမ်းခံထားရတာနဲ့တူနေပြီဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်ယူကရိန်းကယူနိုက်တက်ကအတွက်တိုက်ခိုက်ဖို့စေလို့ရမယ့်တပ်ဖွဲ့တွေကိုစူမီအခြားနေရာတွေမှာပို့ပြီးတော့အကျိုးရှိအောင်အသုံးပြုနေပါတယ်။
ရွာတွေကရုရှားစစ်သားတွေကိုတော့ဘယ်တော့မှရောက်လာမှာမဟုတ်တဲ့အကူအညီကိုစောင့်မျှော်ရင်းနဲ့အငတ်ဘေးနဲ့တေဆုံးရမယ့်အခြေအနေကိုရောက်ရှိလုံနေခဲ့ပြီဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ရုရှားမှာယူကရိန်းကိုစန့်ကျင်တဲ့နီးပြူအဖြစ်ငတ်မုတ်ခေါင်းပါမှုကိုအသုံးပြုခဲ့တဲ့တမိုင်းကြောင်းကလည်းရှိခဲ့တာပါ။ဒါပေမဲ့လည်းရုရှားကတော့စစ်သားတွေကိုမဟုတ်ဘဲနဲ့အရက်သားတွေကိုပြစ်မှတ်ထားခဲ့တာပါ။2024ခုနှစ်ဇွန်လက CNN သတင်းဌာနရဲ့ဖော်ပြချက်အရနိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့တစ်ဖွဲ့ကရုရှားက2022ခုနှစ်ကမာရီယိုဖိုမြို့ကို85ရက်ကြာဝိုင်းဝန်းပိတ်ဆို့ထားလိုက်တဲ့အချိန်မှာအရက်သားတွေကိုရည်ရွယ်ချက်ရှိနဲ့ငတ်မွတ်ခေါင်းပေါင်းလုပ်ခဲ့ပူပါရီ။စံမျက်နှာ86မှာပါတဲ့အစီရင်ခံစာတွေမှာရုရှားကတော့ရက်သားပြည်သူတွေရဲ့ရှင်သန်ရက်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေကိုစနစ်တကျတိုက်ခိုက်ခဲ့တယ်ဆိုတာကိုအသေးစိတ်ဖော်ပြထားခဲ့တာပါ။ဒီလိုယူကရိန်းကတော့ Unakivka မှာရှိတဲ့ရုရှားစစ်သားတွေကိုသူတို့စိတ်ကိုသူတို့ကိုယ်တိုင်ပြန်တိုက်နေတယ်လို့ပဲပြောလို့ရနိုင်ပါရီ။ Humanian Press ရဲ့ဖော်ပြချက်အရဒီအထောင်ချောက်ကို Unakivka နဲ့စူဂျာဂျာကလမ်းတစ်လျှောက်မှာစနစ်တကျကိုတိစောက်ထားခဲ့တာပါ။ Unakivka တွေကိုဝင်ရောက်နိုင်တဲ့တုံးလမ်းကြားတွေဟာအခုဆိုရင်တော့ drone တွေနဲ့ကာထားသလိုဖြစ်နေပြီးတော့ယူကရိန်းရဲ့အမြောက်တပ်ဖွဲ့တွေရဲ့ပြစ်မှတ်အောက်မှာရှိနေကြတာပါ။ဒီလမ်းကြောင်းတွေကနေထွက်ပြေးဖို့ကြိုးစားနေတဲ့ဘယ်ရုရှားစစ်သားမဆိုအသက်ရှင်မှာတော့မဟုတ်ပါဘူး။ယူကရိန်းကတော့နီနာက Yablonivka ကိုတော့မှခံတပ်ဖြစ်ခိုင်မာအောင်ပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါပြီးတော့အဲ့ဒီရဲ့ထောင်ချောက်ကထွက်ပြေးလွတ်မြောက်လို့မရတဲ့နေရာတစ်ခုဖြစ်သွားပါလိမ့်မယ်။ယူကရိန်းကတော့ Unakivka ကိုဝင်တိုက်ခိုက်ဖို့မလိုတော့ဘဲနဲ့အဲ့ဒီနေရာမှာရှိနေတဲ့ရုရှားစစ်သားတွေကိုအချိန်ဆောင်ပြီးတော့လက်နက်ချတာဒါမှမဟုတ်ကိုတက်တေတာတွေကိုလှုပ်တဲ့အထိစောင့်ရုံပဲဖြစ်ပါတယ်။ဒီနေရာမှာမေးစရာကရှိလာခဲ့ပါတယ်။ဒါရီယာလုံးကပူတင်ကသူ့ရဲ့တပ်ဖွဲ့တွေကိုစွန့်ပစ်တာနဲ့ဘယ်လိုပတ်သက်နေပါသလဲ။တိတာရဲ့ချက်ကတော့ရုရှားက Unakivka တပ်ဖွဲ့တွေကိုကဲတင်ဖို့အတွက်ဘာတစ်ခုမှကိုမလှုပ်ဆောင်တလောက်ပဲဖြစ်ပါတယ်။ရှာကိုဝင်းရန်ထားလို့ခက်ခဲတာမှန်ပေမဲ့ရုရှားကတော့ကြိုးစားပုံတော့မရပါဘူး။ပူတင်ကတော့စူမီရဲ့အခြားနေရာတွေကိုအာရုံစိုက်နေတဲ့ဒီရွာကိုရောအတွင်းကစစ်သားတွေကိုပါကြီးထိုးထိုးခွေးဆာဆာအခြေအနေရအောင်လက်လွတ်လိုက်တယ်လို့ဖြစ်နေကြတာပါဒီထက်ပိုတဲ့အကြောင်းအရာတွေကလည်းရှိနေပါပြီ။ Humanian Press ကယူကရိန်းတွေကတိစုံသူတွေစီကနေရုရှားစစ်သားတွေရဲ့စိတ်ပြက်အားငယ်မှုတွေကိုမတန်းတင်ထားတဲ့ဖုန်းတွေကိုတွေ့ရှိခဲ့တယ်လို့လည်းဆိုပါရီ။ဒီဖုန်းတွေကစာရီဗီဒီယိုတွေမှာရုရှားစစ်သားတွေကငတ်မုတ်ခေါင်းပါမှုနဲ့တမှုတွေကသူတို့ရဲ့တနာခံချက်တွေကိုလက်လွတ်ရှုမိချောင်းညှဉ်းညူထားကြတာဖြစ်ပါရီ။သူတို့ရဲ့တမှုတွေကစစ်သားတွေကိုအဆုံးမရှိတဲ့ drone တိုက်ခိုက်မှုတွေကြားထဲမှာတံပြန်တိုက်ခိုက်မှုတွေကိုလှုပ်ခိုင်းနေပြီးတော့အဒီလိုဆေလွတ်လိုက်တဲ့စစ်သားတွေကလည်းပြတ်မလာနိုင်တော့တာဖြစ်ပါရီ။လက်နက်ချရဲဆိုတာတော့မှရွေးချယ်စရာတခုတော့မဟုတ်တော့ပါဘူး။သတင်းဌာနရဲ့ဖော်ပြချက်အရရုရှားစစ်သား2ယောက်ကယူကရိန်းနေစီမှာလက်နက်ချဖို့ရွာတွေကနေထွက်ခွာဖို့ကြိုးစားခဲ့ကြပါရီ။ဒါပေမဲ့လည်းသူတို့ရဲ့လက်တွေကိုမြောက်ပြီးလမ်းလျှောက်တာနဲ့ရုရှားရဲ့ drone တွေကပေါ်ကနေပြန်ဝဲလာခဲ့ပြီးတော့သူတို့ကိုလက်ဆဖျောက်ပစ်လိုက်တာဖြစ်ပါရီ။ဒီတော့ပိတ်မိနေတဲ့ Unakivka စစ်သားတွေကသူတို့အတွက်မျှော်လင့်ချက်မရှိတော့ဘူးလို့ခံစားနေရတာကအံ့ဩစရာတော့ရှိမနေပါဘူး။သူတို့ကလက်နက်ချဖို့ကြိုးစားနေတာမှာသူတို့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့တွေစီကနေအသက်ခံနေကြရတာဖြစ်ပါရီ။အဓိကမေကွန်းကဘာကြောင့်ဆွတ်ပစ်တာလဲ။အဖြေကတော့ယူကရိန်းနိုင်ငံသားဝန်ကြီးအန်ဒရီစီဗာယာရဲ့အဆိုအရပူတင်ကတော့သူ့ရဲ့စစ်သားတွေကိုလုံးဝဂရုမစိုက်လို့ပဲဖြစ်ပါရီ။ပူတင်တို့ကတော့သူ့ရဲ့စစ်သားတွေကအမြောက်စာထက်မပိုးတဲ့တက်ရှိတကောင်ပဲဖြစ်ပါရီ။ Unakivka မှာပိတ်မိနေတဲ့တပ်ဖွဲ့တွေကရုရှားကတော့အခြားနေရာတွေမှာထိုးဖောက်နိုင်အောင်ယူကရိန်းတွေအာရုံပြောင်းစေတဲ့အရာတစ်ခုတက်ပဲဖြစ်ပါရီ။စစ်သားတွေကိုစွန့်ပစ်ခြင်းကရုရှားရဲ့တိုက်ခိုက်အင်အားကိုပြပြားစေတယ်ဆိုတာကိုပူတင်ကတော့သတိမူပုံမရပါဘူး။ The Guardian သတင်းစာဌာနရဲ့ Jack Warden က2020ခုနှစ်မတ်လမှာတော့ဒီအချက်လက်ကိုထောက်ပြခဲ့ပြီးတော့ရုရှားကတော့ကိုယ်ပိုင်စစ်သားတွေကိုရက်ဆက်စွာနဲ့ဆက်ဆံခဲ့တာကအခုဆိုရင်တော့စစ်ရေးဆိုင်ရာအကျိုးဆက်တွေကိုဒေဆောင်လာပြီးလို့ရေးသားခဲ့တာပါ။ဒီစကားတွေကိုပြောခဲ့ပြီး3နှစ်ခွဲအတွင်းမှာဘာမှပြောင်းလဲမှုကရှိမလာခဲ့ပါဘူး။ရုရှားရဲ့ထိုးဖောက်မှုအရှိန်ကအရန်ကိုမှနှေးကွေးနေတော့မယ်ဖြစ်ပါရီ။သူကတော့ရင်ကားထက်စစ်သားတွေကိုပို့ပြီးတော့ဆုံးရှုံးနေပေမဲ့ပူတင်ကတော့ဂီယူဆိုင်ပုံရဆဲပဲဖြစ်ပါရီ။အဲဒါကြောင့်မလို့ပဲ Unakivka မှာပိတ်မိနေတဲ့ရုရှားတပ်ဖွဲ့ဝင်တွေအတွက်မျှော်လင့်ချက်မရှိတော့တာပဲဖြစ်ပါရီ။ပူတင်ရဲ့ယူကရိန်းစစ်ပွဲတစ်ခုလုံးကအောင်မြင်ဖို့အတွက်စစ်သားတွေကို staging ပေါ်မှာအခြေခံလေးပတ်နေကြတာဖြစ်ပါရီ။ Unakivka စစ်သားတွေကအစားကတော့အောင်မြင်မှုတေးသေးလေးတစ်ခုကိုရခဲ့ပေမဲ့အခုကတော့ကြောက်မဲ့ဖွေရကောင်းတဲ့တန်ဖိုးတစ်ခုကိုပေးဆက်နေရပြီဖြစ်ပါရီ။ဘာဖြစ်လို့လဲဆိုတော့ပူတင်ကတော့သူတို့အနိုင်ရဖို့အခွင့်အလမ်းမရှိတော့ဘူးဆိုတာကိုသိနေတဲ့နောက်ဆက်စုပ်ကင်ထားတာဒါမှမဟုတ်တိုက်ခိုက်တာကလွဲပြီးတော့အခြားရွေးချယ်ခွင့်ကိုပေးမှာမဟုတ်လို့ပဲဖြစ်ပါရခင်ဗျာ။